ကျောက်ကပ်ရောဂါကိုအရင်ကအဖြစ်မများဘူးလို့ထင်စရာရှိပေမဲ့မသိကြတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။စစ်တမ်းတွေအရကတော့ရွယ်ရောက်ပြည်သူတွေရဲ့သုံးပုံတစ်ပုံလောက်ကကျောက်ကပ်ရောဂါခံစားနေကြရပြီးသူတို့ကိုယ်တိုင်ကျောက်ကပ်ရောဂါခံစားနေရတယ်ဆိုတာကိုမသိကြပါဘူး။လူတွေသတိမထားမိကြပေမဲ့ကျောက်ကပ်ထိခိုက်နေပြီဆိုတာကိုပြသနေတဲ့မြင်သာတဲ့လက္ခဏာတွေရှိပါတယ်။ဒါပေမဲ့လူတော်တော်များများကဒီလက္ခဏာတွေကိုကျောက်ကပ်ထိခိုက်နေတယ်လို့မမြင်ကြပါဘူး။ဒီလိုနဲ့ကျောက်ကပ်ထိခိုက်တာကနောက်ဆုံးရှင်တွေရောက်မှကျောက်ကပ်ထိခိုက်နေပြီကျောက်ကပ်ရောဂါခံစားနေရပြီဆိုတာကိုသိကြပါတယ်။ကျောက်ကပ်ထိခိုက်နေသူတွေထဲက10%လောက်ကပဲသူတို့မှာကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကိုသိကြပါတယ်။ဒီတော့ကိုယ်တိုင်လည်းကျောက်ကပ်ကျန်းမာရေးလားကျောက်ကပ်ကျန်းမာရေးထိခိုက်နေပြီလားဆိုတာကိုနားထောင်ကြည့်လိုက်ရအောင်။ကျောက်ကပ်ထိခိုက်နေပြီလားဆိုတာကိုသိနိုင်မယ့်နည်းလမ်းတစ်ခုကတော့ကျောက်ကပ်စစ်ဆေးတာပါ။သွေးပေါက်ပြီးတော့သွေးစစ်တာပါဥပမာသွေးထဲက creatinine level တို့ယူရီးယားတို့စစ်ဆေးတာပါဘာတွေကကျောက်ကပ်ထိခိုက်စေနိုင်တယ်လဲကျောက်ကပ်ထိခိုက်စေနိုင်တဲ့အကြောင်းရင်းတွေကတခုမကရှိနေနိုင်ပါတယ်စီးချိုရှိတာသွေးတိုးရှိတာအသက်60အထက်ဖြစ်နေတာနှလုံးရောဂါရှိတာဆေးလိမ်တောက်တာအဝလွန်တာကျောက်ကပ်ရောဂါမျိုးရိုးရှိတာကျောက်ကပ်တိဆောက်ပုံမမှန်တာတွေကြောင့်ကျောက်ကပ်ထိခိုက်နိုင်ပါတယ်ကျောက်ကပ်ကျန်းမာရေးထိခိုက်နေကြောင်းအရှက်ပြလက္ခဏာတွေကဘာတွေလဲကျောက်ကပ်မကျန်းမာတော့ဘူးဆိုလို့ရှိရင်တခြားအစိတ်ပိုင်းတွေလိုမကျန်းမာတာမျိုးပဲလက္ခဏာတွေပြကြရပေါ့နော်ဒီတော့ကျောက်ကပ်ကျန်းမာရေးထိခိုက်နေကြောင်းအရှက်ပြလက္ခဏာများဘာတွေဖြစ်မလဲဆိုတာဆက်ပြီးနားထောင်ကြည့်လိုက်ရအောင်ကျောက်ကပ်ထိခိုက်နေပြီဆိုရင်အခုလိုတွေခံစားရနိုင်ပါတယ်ပုံမှန်ထက်ပုံပင်မဲနေမယ်အာရင်ကုန်ခန်းနေမယ်အာယုံစိုက်ဖို့ခက်နေမယ်အိပ်စက်မှုဆိုင်ရာပြဿနာတွေဖြစ်မယ်။ရေပြားတွေရှောက်သွေးရရင်မယ်။စီးခဏခဏသွားခြင်းနေမယ်။စီးတွေသွေးပါမယ်။စီးတွေကရောင်နောက်နေမယ်။မျက်လုံးတစ်ဝိုက်မိုးအစ်နေမယ်။ရှေးစစ်လက်စစ်တွေရောင်နေမယ်။အစာစားခြင်းစိတ်မရှိဖြစ်မယ်။ချွတ်တက်မယ်။အခုလိုမျိုးလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်တော့လက်လျူမရှိဘဲနဲ့မပေါ်စားဘဲနဲ့ဤဆက်ရာကျမကြီးဌာနဆရာဝန်စီကိုအမြဲဆုံးတောက်ပြဖို့အတွက်ထိတ်ထုံးလုပ်ပါတယ်။အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမပြောစင်တဲ့ဘဝကိုပိုင်ဆိုင်ကြပါစေ။